ကြီးပုံဖုံကိုပါဝါပိတ်ချင်တာပဲဖြစ်ဖြစ်ကျွန်တော် research ချင်တာပဲဖြစ်ဖြစ်ဘင်းနာခလုတ်ကိုနှိပ်လိုက်တဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်ကအတန်လေးနဲ့ပုံတော့ voice Google ဆိုပြီးတော့ပေါ်တယ်အဲ့ဒီကောင်လေးကိုဘယ်လိုလုပ်ရလဲဆိုတော့တစ်ချက်သွားကြည့်ရမယ် โอเคကျွန်တော်ကနေပြီးတော့ကိုယ့်ရဲ့ဖုန်းကိုရောက်ပြီဆိုလို့ရှိရင်ဒီနေရာမှာခါတိုင်းလိုပဲကျွန်တော်ကစတိန်လေးကိုနှိပ်လို့ရတာပေါ့နော်အပေါ်ကဒီဘာတန်းကဆွဲချလိုက်ရင်လေကျွန်တော်ကနေပြီးတော့စတိန်ဆိုတာလေးကိုနှိပ်ပြီးတော့ဝင်လို့လည်းရတယ်ပြီးရင်ကျွန်တော်တို့ဒီဘက်မှာဘယ်ကိုသွားရမလဲဆိုလို့ရှိရင်ဒီထက်မှာ additional stain ဆိုတဲ့ကောင်ကိုသွားမှာပေါ့နော်ဒီကောင်လေးကိုရက်နှိပ်လိုက်ပါမယ်ပြီးတော့တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဘယ်ကောင်ကိုသွားရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ power နဲ့ပတ်သက်တာဆိုတော့ဒီ power bottle ဆိုတဲ့ကောင်ကိုသွားမှာပေါ့နော်ဒီ power bottle ရပြီဆိုလို့ရှိရင်ကျွန်တော်ကဒီထက်မှာဒီကောင်လေးကိုတစ်ချက်နှိပ်ပြရမှာပေါ့နော်ဒီဘက်က bottle ဆိုတဲ့ကောင်လေးကိုနှိပ်ရမယ်ပြီးရင်ကျွန်တော်တို့ပြောင်းချင်တဲ့ကောင်လေးကို void accessory ဆိုတာလေးကိုပြောင်းထားမယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီကောင်လေးမှာ power ပိတ်မယ်ကြံတိုင်းကျွန်တော်ကဒီလိုမျိုးပေါ်တာပေါ့နော်သူက power ခလုတ်ကိုပိတ်လို့မရဘူးဒီဘက်ကဒီကောင်လေးနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ကနေပြီးတော့ဒါအတန်လေးတွေကနေပြီးတော့ကျွန်တော်ကဒီ power ခလုတ်နှိပ်လိုက်တာနဲ့ဘေးမှာ power ပုံမှန် power ပိတ်တာနဲ့မပါဘဲနဲ့ကျွန်တော်ဒီစကားပြောဆက်လေးပေါ်လာမှာပေါ့နော်ဒီလိုပုံစံလေးပေါ်လာလိမ့်မယ်โอเคဒါဆိုရင်ကျွန်တော်ကပုံမှန်တိုင်းပဲဒီဘက်ကထားလိုက်မှာပေါ့နော်ဒီဘက်ကဒီကောင်လေးထားလိုက်မယ်ဒါဆိုရင်ကျွန်တော်ကအဆင်ပြေပါပြီပေါ့နော်โอเคဒါဆိုရင်အဆင်ပြေကြပါစေနော်